အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Facebook account profile နဲ့ကိုနဲ့ friend ဖြစ်ထားတဲ့သူရော friend ဖြစ်မထားတဲ့သူတွေရောပေါ့နော်ဘယ်သူတွေကနေကိုယ့် account wall တွေကိုစိတ်ဝင်စားနဲ့ဝင်ဆက်စုကြည့်နေကြလဲဆိုတာကိုပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့နည်းပညာနဲ့ပတ်သက်တဲ့ဝတ္ထုတာတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးအနေနဲ့application လေးတစ်ခုကို download ဆွဲရမှာဖြစ်လို့ Play Store ထဲကိုဝင်လိုက်ပါမယ်ဗျPlay Store ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်နားမှာရှိတဲ့ဒီ search ကွင်းလေးပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးတွေကိုဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာအခုကျွန်တော်ရိုက်ထည့်တဲ့အတိုင်းapplication လေးနာမည်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီတိုင်းလေးရိုက်ရှာပေးရမှာဖြစ်ပါတယ် PROFILE profile tracker ဆိုပြီးတော့ကျွန်တော်တို့စလုံးပေါင်းမှန်အောင်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ application လေးရာဒီအပေါ်ဆုံးမှာကျွန်တော်တို့ထွက်လာမှာဖြစ်ပါတယ်download မဆွဲရသေးဘူးဆိုရင်တော့ဒီ open ဆိုတဲ့နေရာလေးမှာ install ဆိုတာလေးပေါ်နေမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ download ဆွဲပြီးသားဖြစ်လို့ open ဆိုတာလေးပေါ်နေတာပါdownload မဆွဲရသေးဘူးဆိုရင်လည်းအဲ့နေရာမှာ install ဆိုပြီးအပြာလေးပေါ်နေမှာပါအဲ့ဒါလေးကိုနှိပ်ပြီး download ဆွဲလိုက်ရင်ရပါတယ်ဗျ download ဆွဲပြီးဆိုရင်တော့ကျွန်တော်တို့ဒီကနေထွက်လိုက်လို့ရပါပြီဒီကနေထွက်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီခုန download ဆွဲခဲ့တဲ့ application လေးတွေကိုဝင်လိုက်ပါမယ်ဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်တို့ဒီတိုင်းလေးပေါ်လာမှာဖြစ်ပါတယ်ဗျသူကနှစ်ခုပေါ်နေတာပေါ့နော်အပေါ်ကဒါကတော့ Instagram ကိုဝင်ကြည့်တဲ့လူကိုကြည့်ကျင်တယ်ဆိုရင်တော့အပေါ်ကဟာနဲ့login ဝင်ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့က Facebook နဲ့ဝင်ကြည့်မှာဖြစ်တဲ့အတွက်ဒီအောက်မှာ analyze Facebook account ဆိုတာလေးတွေကိုဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ Facebook account ဖုန်းနံပါတ်နဲ့ဆိုရင်လည်းဖုန်းနံပါတ်ပေါ့နော် Gmail နဲ့ဆိုရင်လည်း Gmail နဲ့ password ကိုဒီမှာရိုက်ထည့်ပြီး login ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဗျပြီးရင်တော့ကျွန်တော်တို့ login ဆိုတာလေးကိုနှိပ်လိုက်လို့ရပါပြီဒါကျွန်တော်တို့ခဏတော့စောင့်ပေးရတယ်ပေါ့နော်ဟုတ်ကဲ့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ profile နဲ့ကိုဘယ်သူတွေဝင်ကြည့်နေတာလဲကြည့်မှာဆိုရင်တော့ကျွန်တော်တို့ဒီထဲကိုsend now ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင် okay နှိပ်လိုက်ပါမယ်ဒီလိုရတယ်လို့ပြောရတယ်နေရာပြန်ပြောရတယ်သူကအဲ့လိုကြည့်လို့အဲ့ဒါဒီကထိုက်တာမဟုတ်ဘူးကိုပါတာကိုလုပ်တာအဲ့ဒါကြည့်လို့ရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ခဏဆောင်ပြင်တော့ဒီတိုင်းလေးတွေပြနေမှာဖြစ်ပါတယ်ဗျဒါတွေကတော့ကျွန်တော်တို့ရဲ့ account wall တွေကိုကိုယ့်ရဲ့ wall တွေကိုဝင်ကြည့်ထားတဲ့ account တွေပေါ့နော်ဒီဟာတွေကိုကျွန်တော်တို့တစ်ခုချင်းထောက်ကြည့်မယ်ဆိုရင်တော့ဘယ်သူလဲဆိုတာကိုသိရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့တစ်ခုထောက်ပြကြည့်မယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးတစ်ခုဒီတိုင်းလေးထောက်လိုက်မယ်ဆိုရင်ဒါတစ်ယောက်ပေါ့နော်ကိုယ့်ရဲ့ profile နဲ့ကိုဒီအကောင့်ကနေကြည့်ထားတယ်ဆိုပြီးဒါပြနေမှာဖြစ်ပါတယ်ဗျဒီတိုင်းလေးပဲကျွန်တော်တို့အောက်ကဟာတွေလည်းအကုန်လိုက်ကြည့်လို့ရပါတယ်ဗျဘယ်သူတွေတုံးဆိုတာပေါ့နော်ကိုယ့်ရဲ့ profile နဲ့ကိုဘယ်သူတွေဝင်ဆက်စုပြီးကြည့်နေတော့အများဆုံးကဘယ်သူတွေကြည့်နေတော့ဆိုတာကိုဒီနီလန်းလေးအတိုင်းတစ်ခုချင်းလိုက်ကြည့်လို့ရပါတယ်ဗျဟုတ်ကဲ့ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးခဲ့တာတော့ကိုယ့်ရဲ့ Facebook profile ဝေါ်တွေကိုဘယ်သူတွေကနေဝင်ဆက်စုကြည့်နေကြလဲဆိုတာကိုပြန်ကြည့်လို့ရမယ့်နီလန်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်